အားလုံးပဲမင်္ဂလာပါဩရတသားသမီးရဲ့အမွေတောင်းခံခွင့်အခွင့်အရေးဘယ်အချိန်မှာပေါ်ပေါက်တယ်ဆိုတာကိုဥပဒေဘုဒ္ဓတာအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဩရတသားသမီးသားကြီးသမီးကြီးတွေကဘယ်အချိန်မှာအမွေတောင်းခံခွင့်ခွင့်ရရှိလဲပေါ့နော်အဲ့တော့နံပါတ်1အနေနဲ့လိန်တူမိဘကွယ်လွန်သွားလို့ရှိရင်ကြံရစ်သူမိဘစီကနေပြီးတော့အမွေတောင်းခံခွင့်အခွင့်အရေးရရှိရပေါ့နော်အဲ့တော့လိန်တူမိဘဆိုတာဒီတားယောက်ျားလေးဖြစ်မယ်ဆိုလို့ရှိရင်ဖခင်ကွယ်လွန်သွားလို့ရှိရင်အခွင့်အရေးရတယ်မိန်းကလေးဖြစ်မယ်ဆိုလို့ရှိရင်မိခင်ကွယ်လွန်တဲ့အချိန်မှာအမွေတောင်းခံခွင့်ခွင့်ရေးကို12နှစ်အတွင်းတောင်းခံခွင့်ရရှိမှာပဲဖြစ်တယ်ပေါ့နော်အဲ့ခွင့်ရေးကိုကိုကမတောင်းခဲ့ဘူးဒီဩရတသားသမီးဒီမတောင်းခဲ့ဘူးဆိုလို့ရှိရင်ဒုတိယအကြိမ်ခုနကြံရစ်တဲ့မိဘကနောက်အိမ်အောင်ပြုတ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ထပ်ပြီးတော့ဩရတအခွင့်ရေးထပ်ပြီးတော့ရရှိမှာပဲဖြစ်ပါတယ်အဲ့လိုဩရတခွင့်ရေးရရှိပြီဆိုလို့ရှိရင်12နှစ်အတွင်းမှာအမွေတောင်းခံရပါမယ်အဲ့12နှစ်အတွင်းမှာလည်းဒီဩရတသားသမီးဒီအမွေမတောင်းခံခဲ့ဘူးဆိုလို့ရှိရင်တတိယအကြိမ်ခုနနောက်အိမ်အောင်ပြုတ်သွားတဲ့မိဘကွယ်လွန်သွားတဲ့အချိန်မှာထပ်ပြီးတော့အမွေတောင်းခံခွင့်အခွင့်အရေးရရှိမှာပဲဖြစ်ပါတယ်လို့ဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်ရှင်